မြန်မာနွေခရိုနီကယ်ဇန်နဝါရီလမြင်ကွင်းနှစ်စဉ်လုံနေကြအတိုင်းကြီးညာတဲ့ပြည်ထန်လွတ်ငင်းခွင့်မာဒူရိုဖန်ဆီးခံရတဲ့အဖြစ်နဲ့ခေတ်သစ်ကိုလိုနီစနစ်ရဲ့မျက်နှာဖုံးတစ်ချက်ကွာကြခြင်းနှစ်စဉ်လွတ်လပ်ရေးနဲ့တင်းထန်နှစ်ဆန်းတရက်နေ့တို့လိုနေ့ရက်တွေမှာအုပ်ချုပ်တဲ့ဆိုရတွေရဲ့လုံနေကြအကျဉ်းသားပြည်ထန်ရှော့ပေါ့လွတ်ငင်းခွင့်ကိုဒီနှစ်လွတ်လပ်ရေးနေ့မှာလည်းအာဏာသိမ်းစစ်အစိုးရကကြီးညာခဲ့ပါတယ်အကျဉ်းသား6100ကျော်ကိုပြည်ထန်ရှော့ပေါ့ကလွတ်ငင်းခွင့်ပေးတဲ့အမိန့်ကိုထုတ်ပြန်ခဲ့ပါတယ်လူငင်းခွင့်ပေးတဲ့နေ့မှာလူမြောက်မယ်ဆိုတဲ့ပြည်ထန်ကျအကျဉ်းသားတွေထဲမှာလူသက်မှုမတိမ်မှုမတရားအသင်းဆက်သွယ်မှုအဂတိလိုက်စားမှုတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရပြစ်ပေးခံရသူလက်နက်နဲ့ပောက်ကွဲစေတတ်သောပစ္စည်းဆိုင်ရာဥပဒေတွေအရပြည်ထန်ချမှတ်ခံရသူမူရစ်စေဝါပုံမှားတွေနဲ့ပြည်ထန်ပေးခံရသူကျန်းဖက်တိုက်ဖျက်ဥပဒေနဲ့ပြစ်ပေးခံရသူတွေမပါဝင်ဘူးလို့လည်းဖော်ပြထားတာတွေ့ရပါတယ်ဒီလိုကန့်သတ်ချက်တွေကခင်ကြီးညာခဲ့တဲ့ပြည်ထန်လူငင်းခွင့်တွေမှာပါဝင်တာမှုထူးခြားတာတော့မဟုတ်ပါဘူးလက်နက်နဲ့ဆန့်ကျင်တိုက်ခိုက်တဲ့သူတွေမတရားအသင်းနဲ့ဆက်သွယ်မှုကြောင့်ပြည်ထန်ပေးခံရသူတွေလူသက်မှုနဲ့ပြည်ထန်ပေးခံရသူတွေမပါဝင်အောင်ချွင်းချက်ထည့်သွင်းခြင်းဟာ2021ခုနှစ်နောက်ပိုင်းဆီယနာသိမ်းမှုကိုလက်နက်ကင်ဆန့်ကျင်ကြသူတွေ၎င်းတို့နဲ့ဆက်နွယ်ပတ်သက်မှုကြောင့်ဆွဲဆိုပြည်ထန်ချခံရသူတွေဖောက်ခွဲရေးနဲ့လျှက်တစ်ပြက်တိုက်ခိုက်မှုတွေလှုံ့ဆော်ပြီးပြည်ထန်ချခံရတဲ့မြို့ပြပျောက်ကြားအဖွဲ့ဝင်တွေရှော့ပေါ့ခွင့်နဲ့လူငင်းခွင့်မှာမပါဝင်အောင်ကန့်သတ်တဲ့သဘောလေးဖြစ်ပါတယ်ဒီလိုပြည်ထန်လူငင်းခွင့်ထောက်ပြန်ကြေညာတဲ့အခါမျိုးမှာလူသိများထင်ရှားသူတွေကတဦးစားနှစ်ဦးစားလည်းပါဝင်အောင်တမင်တကာရွေးချယ်ထည့်သွင်းလို့ရှိတာဖြစ်ပါတယ်။ဒါမှသာသတင်းဌာနတွေအနေနဲ့လူသိများထင်ရှားသူလူမြောက်လာကြောင်းသတင်းဖြစ်နဲ့ဖော်ပြကြမှာဖြစ်ပြီးစစ်ဆိုရရဲ့လူငင်းခွင့်ကြေညာချက်ကိုပေါ်လျောက်လူများကလက်ခံအောင်ရည်ရွယ်လှုပ်ဆောင်လို့ရှိတာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်တော့သူတို့ကြေညာတဲ့လူငင်းခွင့်နဲ့ပတ်သက်ပြီးသတင်းတွေဖော်ပြကြရမှာဝေဝေးဆဆဖြစ်ဖို့စိတ်သက်စစ်စေရေးသဘောဝါဒဖြန့်ချီရေးသဘောနဲ့လှုပ်ဆောင်ခြင်းသာဖြစ်ပါတယ်။ဒီနေ့လွတ်လာတဲ့လူတွေနဲ့လူသိများထင်ရှားတဲ့သူတွေကပြန်ကြားရေးဝန်ကြီးဟောင်းနဲ့သမရဦးသိန်းစိန်လက်ထက်သမရရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့တဲ့ဦးရဲထွန်းနဲ့မော်ဒယ်နန်းမွေစန်းတို့နှစ်ဦးပါဝင်တာတွေ့ရပါတယ်။ဦးရဲထွန်းကို2023ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာဖမ်းဆီးခဲ့ပြီးနောက်ရာဇသက်ကြီးပုံမှန်905ကကြီးနိုင်ငံတော်ကြီးညိုပြည့်စင်မှု124ကကြီးတို့နဲ့ဆွဲဆိုကထောင်10နှစ်ပြည်ထန်ချခံခဲ့ရတာဖြစ်ပါတယ်။လာတူပုံမှန်မျိုးနဲ့ထောင်10နှစ်ချခံနေရတဲ့သူတွေအများပြားရှိတဲ့အနက်ကဦးရဲထွန်းကိုရွေးချယ်လွှတ်ပေးခြင်းက၎င်းတို့ကြီးညာတဲ့လူငင်းခွင့်ကိုလူအသိမှတ်ပြုခံရအောင်ကြိုးစားမှုတစ်ခုဖြစ်တယ်ဆိုတာထင်ရှားတယ်လို့ဆိုရမှာပါဒီနေ့ဖို့စိတ်ဝင်စားစရာနောက်အကြောင်းအရာတစ်ခုကကမ္ဘာသတင်းတွေမှာထိတ်ဆုံးသတင်းဖြစ်နေတဲ့ဗီနီဇွဲလားသမ္မတကိုဖမ်းဆီးပြီးအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ထိန်းသိမ်းရေးစခန်းစီခေါ်ဆောင်လာခြင်းဗီနီဇွဲလားနိုင်ငံရဲ့ရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ခံအစိုးရတာဝန်ယူနိုင်တဲ့အချိန်ကာလအထိအမေရိကန်ကအုပ်ချုပ်ရေးကိုတာဝန်ယူသွားမယ်ဆိုတဲ့သမ္မတထရန့်ရဲ့ပြောဆိုချက်ဗီနီဇွဲလားနိုင်ငံရဲ့ရေနံလုပ်ငန်းကောင်းစွာလည်ပတ်ထုတ်လုပ်နိုင်အောင်အမေရိကန်ရေနံကုမ္ပဏီကြီးတွေကငွေကြေးရင်းနှီးစိုက်ထုတ်ကလုပ်ကိုင်ကြမယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးမြန်မာလူထုနိုင်ငံရေးအင်အားစုတွေကြားတဲ့အမြင်မျိုးမျိုးရှုမြင်မှုတွေရှိနေကြတာဖြစ်ပါတယ်။အမေရိကန်သမ္မတထရန့်ဟာတခြားသောအမေရိကန်သမ္မတတွေနဲ့မတူဘဲသူ့ဆိုရဖွဲ့အနေနဲ့လှုံ့ဆော်မှုတွေရဲ့ရည်ရွယ်ချက်ကိုပြောင်းကျကျထုတ်ဖော်ပြောဆိုလေ့ရှိသူဖြစ်ပါတယ်။လွယ်ပြောရရင်အမေရိကန်ကုမ္ပဏီကြီးများလုပ်ငန်းရှင်ကြီးများရဲ့အကျိုးစီးပွားကိုမျက်နှာဖုံးစုဖုံးကွယ်ခြင်းမပြုဘဲဝင်ပြောတတ်တာက၎င်းရဲ့ထူးခြားချက်ဖြစ်ပါတယ်။ဗီနီဇွဲလားနိုင်ငံသမ္မတကိုဖမ်းဆီးရတဲ့အကြောင်းရင်းဖြစ်တဲ့အမေရိကန်ကိုတရားမဝင်မူရစ်ဆေးဝါးတင်ပို့တယ်ဆိုတဲ့အကြောင်းပြချက်ကခုခါမှနောက်ရောက်သွားပြီးဗီနီဇွဲလားနိုင်ငံရဲ့ရေနံထုတ်လုပ်မှုကနေအမေရိကန်ရေနံကုမ္ပဏီကြီးတွေအကျိုးရှိစေမဲ့အချက်ကိုမိမောင်းထိုးပြောဆိုနေတာတွေ့ကြပါတယ်။ဒုတိယကမ္ဘာစစ်ပြီးကာလကနေအခုလက်ရှိချိန်ထိအမေရိကန်ပြည်ထောင်စုအနေနဲ့ကမ္ဘာပေါ်ကနိုင်ငံတွေရဲ့ပြည်တွင်းကိစ္စတွေမှာဝင်ရောက်ဆွတ်ဖက်မှုတွေအနည်းဆုံးတရားဝင်ကျင်းလောက်ရှိခဲ့တယ်လို့ဘောဂဗေဒပညာရှင်နဲ့အမေရိကန်ဆိုရတွေရဲ့မူဝါဒလှုပ်ဆောင်မှုတွေကိုဝေဖန်ပြောဆိုသူဘာမောက်ခဂျက်ဖရီဆက်ကမေးမြန်းခန်းတစ်ခုမှာပြောဆိုပါတယ်။ကမ္ဘာနိုင်ငံအသီးသီးမှာအမေရိကန်ကျိုးစီးပွားနဲ့အကိုက်ညီတဲ့သမ္မတဝန်ကြီးချုပ်တွေပြုတ်ကျအောင်အမေရိကန် CIA ကတိတ်တဆိတ်အားပေးကူညီခဲ့တာတွေအမေရိကန်ရဲ့ဩဇာခံစစ်ဗိုလ်ချုပ်တွေအာဏာသိမ်းအောင်ကူညီတာရွေးကောက်ခံအစိုးရတွေပြုတ်ကျအောင်ဆီယနာရှင်တွေအာဏာရအောင်လှုပ်ဆောင်ခဲ့တာရာကနန်းနီးပါးရှိပြီးနိုင်ငံသောလှုပ်ဆောင်မှုတွေကအောင်မြင်ခဲ့ပေမဲ့မလိုလားတဲ့သမ္မတဝန်ကြီးချုပ်အာဏာရှင်တွေကိုဖယ်ရှားပြီးအဲ့ဒီနိုင်ငံကအဖက်ဖက်ကပြည်စီကထိမ့်သိမ်းမရတော့တဲ့အခြေစိုက်ခဲ့တဲ့တာရကတွေအများပြားရှိခဲ့တာပါလူသိများတဲ့အဖြစ်အပျက်မဝေးသေးတဲ့ကာလမှာဖြစ်ပျက်ခဲ့တဲ့ထင်ရှားတဲ့အဖြစ်အပျက်၃ခုရှိပါတယ်အမေရိကန်က1990ခုနှစ်နှောင်းပိုင်းကနေ2021ခုထိထဲထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့တဲ့နိုင်ငံအာဖဂန်နစ္စတန်က
ဆိုဗီယက်ရုရှားထောက်ခံအားပေးခဲ့တဲ့နဂျစ်ဘူလာအစိုးရဖြုတ်ချရေးနဲ့နောက်ပိုင်းတာလီဘန်အစိုးရဖြုတ်ချရေးဖြစ်ရဲ့2000ခုနှစ်စပိုင်းကနေ10စုနှစ်တခုကျော်ကြာပါဝင်ပတ်သက်ခဲ့တဲ့အီရတ်အာဏာရှင်ဆဒမ်ဟူစိန်ဖြုတ်ချရေးဖြစ်ရဲ့လွန်ခဲ့တဲ့10စုနှစ်တခုကျော်ကဖြစ်ပွားခဲ့တဲ့လီဗျားနိုင်ငံအာဏာရှင်မွမ်မာဂရာဖီဖြုတ်ချရေးတို့ဖြစ်ပါတယ်ဒီဖြစ်ပျက်တွေမတိုင်ခင်10စုနှစ်နှစ်ခုနေပါစစ်ပွဲဆင်နွှဲပြီးဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဗီယက်နမ်စစ်ပွဲဗီယက်နမ်ဘက်ကခေါ်ဝေါ်ကအမေရိကန်စစ်ပွဲတွေလည်းရှိခဲ့တာပါဗီယက်နမ်စစ်ပွဲကပြည်내လက်ထက်ကလွတ်လပ်ရေးရတော့မဲ့ဗီယက်နမ်နိုင်ငံကိုကွန်မြူနစ်နိုင်ငံမဖြစ်ရေးအတွက်အမေရိကန်ကငွေကြေးလက်နက်လူအင်အားအများအများသုံးပြီး10စုနှစ်နှစ်ခုနေပါဝင်ရောက်ဆွတ်ဖက်ခဲ့တာဖြစ်ပေမဲ့အီရတ်နဲ့လီဗျားနိုင်ငံတွေကအာဏာရှင်ဖြုတ်ချရေးတွေရဲ့ရွေချက်ကရေနံတရားစာတကိုချဲလဲလုတ်ကင်ခွင့်ရဖို့ဩဇာခံအစိုးရတွေအာဏာရအောင်ဝင်ရောက်ဆွတ်ဖက်ခဲ့တာဖြစ်ပါတယ်။အမေရိကန်အစိုးရတွေအနေနဲ့ဗီယက်နမ်စစ်ပွဲမှာကတည်းကအခြားနိုင်ငံရဲ့ပြည်တွင်းရေးမှာစစ်ရေးရောက်ဝင်ရောက်ဆွတ်ဖက်တာဟာဆုံးရှုံးမှုနာမည်ပြတ်မှုနဲ့သာအဆုံးမှာကြုံတွေ့ကြရတဲ့အချက်ကိုသင်ခန်းစာယူသင့်ပေမဲ့နောက်10စုနှစ်တခုကျော်အာဖဂန်ရေးမှာထပ်မံပါဝင်ပတ်သက်ခဲ့ပြန်ပါတယ်။အာဖဂန်ပြည်တွင်းစစ်နဲ့အမေရိကန်ဩဇာခံအစိုးရတွေမရက်တည်နိုင်တဲ့အဖြစ်ကိုနှစ်ပေါင်း20ကျော်ကြာမှသက်သေပြခဲ့ပြန်ပါတယ်။ဒီကာလအတွင်းမှာဆူလိုက်ပြုံလိုက်ဖျက်ဆီးနိုင်စွမ်းရှိတဲ့လက်နက်ဓာတုလက်နက်တွေရှိတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အီရတ်အာဏာရှင်ဆဒမ်ဟူစိန်ကိုဖြုတ်ချပြီးအီရတ်စစ်ပွဲဆင်နွှဲခဲ့ပြန်ပါတယ်။အီရတ်နိုင်ငံဟာအာဏာရှင်ဆဒမ်ဟူစိန်လက်အောက်ကလွတ်မြောက်ပေမဲ့ခြားသောဘာသာရေးခြေခံအစွန်းရောက် IS အဖွဲ့တွေလိုမျိုးအားကောင်းလာအောင်အမေရိကန်ကျူးကျော်ဆွတ်ဖက်မှုကဖြစ်ပေါ်စေခဲ့တာပါ1980ခုနှစ်ကျော်ကာလတွေကအမေရိကန် CIA ကလက်နက်ထောက်ပံ့တင်နန်းပေးငွေကြေးပံ့ပိုးပေးခဲ့တဲ့ဘင်လာဒင်ဦးဆောင်တဲ့အယ်ကီဒါအဖွဲ့ကိုနှိမ်နင်းဖို့အကြောင်းပြပြီးအာဖဂန်ကိုအမေရိကန်နောက်ဥရောပမဟာမိတ်စစ်တပ်တွေဝင်ရောက်ခဲ့တာဆယ်စုနှစ်တခုကျော်ကြာမြင့်တဲ့ပြည်တွင်းစစ်ပွဲတွေဖြစ်ပွားခဲ့ပြီး2020ခုနှစ်မှာအာဖဂန်ကနေဆုတ်ခွာခဲ့ပြန်ပါတယ်ခုဗီနီဇွဲလားနိုင်ငံရဲ့သမ္မတကိုဖမ်းဆီးပြီးနောက်အမေရိကန်ရဲ့စီစဉ်တဲ့ကျင်းပမဲ့ရွေးကောက်ပွဲဂျာဘက်အစိုးရကဘယ်လိုပုံသဏ္ဍာန်နဲ့ထွက်ပေါ်လာမလဲဆိုတာဂျာဂင်ရဲ့နိုင်ငံအတွင်းပုံပေါ်လာလိမ့်မယ်လို့ယူဆရပါတယ်။မာဒူရိုဦးဆောင်တဲ့အစိုးရအဖွဲ့ကဒုသမ္မတနဲ့အမေရိကန်နောက်ကွယ်မှာညှိနှိုင်းမှုရှိသလားမရှိသလားတော့လောလောဆယ်မသိနိုင်သေးပါဘူး။ကဲ၍နောက်ကွယ်ကညှိနှိုင်းသဘောတူမှုတွေမရှိခဲ့ရင်အမေရိကန်အနေနဲ့ဩဇာခံဂျာဘက်အစိုးရဖွဲ့စည်းဖို့မြေပြင်တပ်တွေပါဝင်ကောင်းပါဝင်လာနိုင်တာဖြစ်ပါတယ်။ကဲ၍သာမြေပြင်တပ်တွေပါဝင်လာခဲ့ရင်2021ခုနှစ်အာဖဂန်နစ္စတန်ကနေအမေရိကန်တပ်တွေဆုတ်ခွာပြီးနောက်ပိုင်းပထမဆုံးသောမြေပြင်တပ်တွေပါဝင်တဲ့အရေးကိစ္စတရက်ဖြစ်လာမှာဖြစ်ပြီးဗီနီဇွဲလားနိုင်ငံမှာပြည်တွင်းစစ်ဒီပကကျူးကျော်ဝင်ရောက်လာတဲ့တပ်တွေကိုကုကန်စစ်လိုမျိုးလဲဖြစ်ပွားနိုင်ခြေရှိလာမှာဖြစ်ပါတယ်။အမေရိကန်ရဲ့ဗီနီဇွဲလားကိုဝင်ရောက်ဆွတ်ဖက်မှုဟာရေနံတယံစာတားကြောင်းဆိုတာရှင်းလင်းထင်ရှားနေချိန်မှာမြန်မာနိုင်ငံကအချို့သောနိုင်ငံရေးသမားနိုင်ငံရေးအကဲခတ်တက်ကြွလှုပ်ရှားသူတွေကခေတ်သစ်ကိုလိုနီဝါဒရဲ့အန္တရာယ်ကိုမြင်နိုင်ခြင်းမရှိဘဲမြန်မာစစ်အာဏာရှင်ကိုလည်းဗီနီဇွဲလားသမ္မတလိုဖမ်းဆီးပေးဖို့လိုလားကြောင်းသဘောထားတွေရှိနေကြတဲ့အဖြစ်ကအံ့ဩစရာကောင်းပါတယ်။အာဏာရှင်တဦးစစ်ကောင်းဆောင်တဦးကိုစနစ်တစ်ခုရဲ့ကိုစားပြုသူသူနောက်မှာရှိနေတဲ့အင်အားစုတွေအယူဆတွေအထိရှုမြင်နိုင်ခြင်းမရှိဘဲလူတဦးတယောက်ကိုဖယ်ရှားလိုက်ရုံနဲ့အလုံးကောင်းမွန်သွားမယ်ဆိုတဲ့နိုင်ငံရေးမြင်ယူဆတွေကိုင်ဆွဲပြောဆိုနေကြတာမြန်မာနိုင်ငံကိုကမ္ဘာပထဝီနိုင်ငံရေးကစားကွက်ထဲကနိုင်ငံဖြစ်ဆက်ရောက်ဖို့တိုက်တွန်းနေကြတာတွေကမျှော်မြင်နေပါလို့နဲ့ယူဆတွေလို့ဆိုရမှာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံရေးသမားတွေအနေနဲ့မဝေးတဲ့ကမ္ဘာသမိုင်းကအဖြစ်အပျက်တွေကိုလေ့လာသုံးသပ်ပြီးအမေရိကန်လည်းပါဝင်နေတဲ့ခေတ်သစ်ကိုလိုနီနိုင်ငံကြီးတွေရဲ့အန္တရာယ်ကိုမြင်နိုင်ပါမှကမ္ဘာပထဝီနိုင်ငံရေးရဲ့ကြားကွက်ထဲမချရောက်ဖို့နိုင်ငံရေးရပါနက်စွာရှောင်တိန်နိုင်ဖို့မျှော်မြင်ရှိဖို့ရည်ကြီးတာလည်းဖြစ်ပါတယ်ရှင်။